ပြောပြပေးမှာတော့ကျွန်တော်တို့ Facebook ကောက်ကို log out ထွက်တာပြီးဒီ passport မသိပဲနဲ့ Messenger ကသုံးလို့ရနေသေးရင်ပြန်ယူတဲ့နည်းဖြစ်ပါတယ်ဟုတ်ကဲ့အခုဒီမှာဒါကျွန်တော်ရဲ့ Messenger ပါဒီမှာ Facebook ဟုတ်မှာဆိုရင် Facebook က log out ထွက်တာတယ်ဟောကျွန်တော်တို့ log out ထွက်တာတဲ့အနေအထားဖြစ်ပါတယ်ဒါဆိုဒီမှာကကျွန်တော်တို့ရဲ့ Messenger က login ဝင်လာပါတယ်ဒီမှာ HYK channel နဲ့ပါဟုတ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲစလိုက်ကြရအောင်ဟုတ်ပြီအခုကျွန်တော်ပထမဦးဆုံး Messenger တွေကိုဝင်မယ် Messenger တွေကိုဝင်မယ် Messenger တွေဝင်ပြီးသွားလို့ရှိရင်ဒီပုံမှာကိုယ့်ရဲ့ profile လေးရှိတယ် profile လေးကိုတစ်ချက်နှိပ်မယ်ဟုတ်ကဲ့ profile ကိုနှိပ်ပြီးသွားရင်အပေါ်လေးကိုတွန်းတင်သွားမယ်အပေါ်လေးကိုတွန်းတင်သွားပြီးလို့ရှိရင်ကျွန်တော်ဒီမှာ account setting ဆိုတာရှိတယ်ဒီ account setting လေးတွေကိုတစ်ချက်ဝင်လိုက်မယ်account setting နဲ့ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအပေါ်ဆုံးအဖြစ်တဲ့ personal information ကိုတစ်ချက်လောက်နှိပ်လိုက်မယ်personal information နဲ့ဝင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ရဲ့ဘောကနာမည် name ဘောက name ရှိမယ်အောက်မှာ contact info ရှိရယ် contact info တွေကိုတစ်ချက်ဝင်လိုက်မယ်เนาะ contact info တွေဝင်လာရင်ကျွန်တော်တို့ဒီအကောင့်ကိုဖွင့်ထားတဲ့ဖုန်းနံပါတ်ဒီအကောင့်ကိုဖွင့်ရတဲ့ဖုန်းနံပါတ် only me ဆိုတာကကိုတယောက်ပဲမြင်ရမယ်အခုဒီဖုန်းနံပါတ်ကမရှိတော့တဲ့အတွက်ကျွန်တော်တို့က password လည်းမသိတော့ဘူးဆိုတော့အခု password အသစ်ကိုဖုန်းနံပါတ်အသစ်နဲ့ပြန်ယူတဲ့နည်းဖြစ်ပါတယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီအောက်က active phone number လေးကိုတစ်ချက်နှိပ်ပါတကယ်လို့ကိုယ်မှာဖုန်းနံပါတ်နဲ့မလုပ်ချင်ဘူး Gmail နဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းအောက်က add Gmail ကိုနှိပ်ပြီးတော့လုပ်လို့ရပါတယ်ဟုတ်နီလန်းကတော့အတူတူပါပဲခင်ဗျာအဲဒါဆိုရင်ကျွန်တော်တို့ add Gmail add phone number ကိုတစ်ချက်နှိပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ Facebook မဖွင့်ရသေးတဲ့ single တကက်ကိုကျွန်တော်တို့ထည့်လိုက်မယ်ကိုတစ်တုံညာ6နှစ်ကိုတုံညာတော့ဒါကျွန်တော်ရဲ့ Facebook မဖွင့်ရသေးတဲ့ single number ကိုထည့်တယ်ပြီးရင်ကျွန်တော်တို့မှာ continue လေးကိုဆက်နှိပ်မယ်ဟုတ်ပြီ continue နှိပ်ပြီးရတဲ့အချိန်မှာဒီမှာအဲ့ဒီ number တွေကိုကုတ်ပို့မယ်ဆိုတာကိုပြောပြတာဟုတ်ပြီပေါ်မှာကုတ်လေးဝင်လာပြီเนาะဟုတ်ပြီ29368တဲ့အဲ့ဒါကိုကျွန်တော်တို့ဒီနေရာမှာရိုက်ထည့်ပေးရမယ်29368အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီ confirm လေးကိုဆက်နှိပ်မယ်ဟုတ်ပြီဒီနေရာရောက်သွားပြီဆိုရင်ကျွန်တော်တို့ close နဲ့ပိတ်လိုက်လို့ရပြီเนาะ close နဲ့ပိတ်လိုက်လို့ရပြီဟုတ်ပြီအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အသစ်ထည့်ရတဲ့ဖုန်းနံပါတ်ကဒီမှာအသစ်ထည့်ရတဲ့ဖုန်းနံပါတ်ကအပေါ်မှာရောက်နေပြီဆိုရင်ကျွန်တော်တို့ဘက်နဲ့ပဲပြန်ထွက်လိုက်မယ်အစားအထိကိုဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ password အသစ်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Facebook တွေကိုတစ်ခေါက်ပြန်ဝင်ရမယ် Facebook တွေကိုတစ်ခေါက်ပြန်ဝင်မယ် Facebook တွေတစ်ခေါက်ဝင်ပြီးသွားရင်ကျွန်တော်တို့အောက်က forget password ကိုတစ်ချက်လောက်နှိပ်လိုက်မယ်
forget password ကိုနှိပ်ပြီးသွားလို့ရှိရင် forget password ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ခုနကအသစ်ထည့်ထားတဲ့ဖုန်းနံပါတ်ကိုဒီနေရာမှာထည့်မယ်အသစ်ထည့်ထားတဲ့ဖုန်းနံပါတ်က99393962993ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့အကောင့်ကဒီမှာကျွန်တော်တို့ရဲ့အကောင့်ဟုတ်တယ်မဟုတ်ဘူးဆိုတာကိုလာမေးတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့အကောင့်ဟုတ် login လေးကိုတစ်ချက်နှိပ်ပြီးတော့ဝင်လိုက်မယ်ဟုတ်ပြီဒါဆိုလို့ရှိရင် Facebook အကောင့်ဝင်သွားပြီဝင်သွားတဲ့ဆိုရင်ကျွန်တော်တို့က password မသိသေးဘူးဆိုရင်နောက်ထပ်နီလန်တလန်ရှိပါတယ်နောက်ထပ်နီလန်တလန်ကကျွန်တော်တို့ဒီပေါ်ကနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ setting တွေကိုသွားမယ်ပြီးရင်ဒီမှာအောက်က log out လေးကိုတစ်ချက်နှိပ်ထွက်လိုက်ပါဟုတ်ပြီအဲ့လိုကိုရောက်သွားလို့ရှိရင်ကျွန်တော်တို့ HYK channel လေးကိုတစ်ချက်လောက်နှိပ်ကြည့်လိုက်ပါဟုတ်ပြီဒီမှာ password တောင်းတယ် password တောင်းပြီဆိုကျွန်တော် password မသိတဲ့အတွက်ကျွန်တော်တို့အောက်က forget password ကိုထပ်နှိပ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ပြီးရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်အသစ်ကိုပြန်ထည့်မယ်99396233993ဟုတ်ပြီထည့်ပြီးသွားလို့ရှိရင် find my account ကိုနှိပ်မယ်ဟုတ်ပြီ find my account ကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ login မဝင်တော့ဘဲနဲ့ try another way ကိုတစ်ခေါက်နှိပ်မယ်ဟုတ်ပြီ try another ကိုနှိပ်တဲ့ခေတ်မှာကျွန်တော်တို့ဒီမှာတွေ့တာမသိဘူးကျွန်တော်တို့အသစ်ထည့်ရတဲ့ဖုန်းနံပါတ်ပါလာတယ်ဒါကကျွန်တော်အရင်ဖွင့်ရတဲ့ဖုန်းနံပါတ်ပါဒီအောက်ကတော့အရင်ဖွင့်ရတဲ့ဖုန်းနံပါတ်ဒီဘောကကြတော့နောက်မှထပ်ထည့်လာတဲ့နံပါတ်ဟုတ်ပြီနောက်မှထပ်ထည့်ရတဲ့နံပါတ်မှာအမှန်ချင်းချစ်တယ်အမှန်ချင်းချစ်ထားတယ်ဆိုရင် continue လေးကို continue ကိုထပ်နှိပ်လိုက်ပါအဲဆိုရင်ကုတ်ပို့လာလိမ့်မယ်80ဖုန်းနံပါတ်ကနေပြီးတော့ခဏလေးစောက်ပေးပါဟုတ်ပြီ40101အတွက်အဲဆိုသူ့အတူ auto ကုတ်ဝင်သွားတယ်မဝင်ဘူးဆိုလည်း40101အဲ့လိုကုတ်တွေကိုရိုက်ထည့်လိုက်ပါရိုက်ထည့်ပြီးသွားရင် allow လေးကိုနှိပ်လိုက်ပါဒါပြီးလို့ရှိရင်ကျွန်တော်ကတခါတည်း login ဝင်မလားနောက်မှထပ်ဝင်မလားဆိုတာသူကမေးတာပါမေးလို့ရှိရင်ကျွန်တော်ကတော့တခါတည်းဝင်မှာဖြစ်တဲ့အတွက် give me loaded in ဆိုပြီးတော့အမှန်ချစ်လေးပေးပြီးကျွန်တော်တို့အောက်ကဒီ sorry ဒီဒါ continue ကိုထပ်နှိပ်လိုက်ပါဒါဆိုလို့ရှိရင်ဒီမှာ try a new password တဲ့နော် password အသစ်ရေးပါဆိုပြီးတော့ပြောတယ်ဒါကျွန်တော်တို့က password မသိဘူးဆိုတော့ကျွန်တော် password အသစ်ရေးလိုက်မယ် HYK နှစ်ဟာ password ကတော့ Facebook မှာကတော့ password သတ်မှတ်ချက်မရှိတဲ့အတွက်6လုံးအထက်ဖြစ်ရင်ရပါပြီဒါကျွန်တော်တို့ဆက်ပြီးတော့နှိပ်လိုက်မယ်โอเคဒါဆိုရင်ကျွန်တော်တို့အကောင့်ဝင်ပြီးသားဖြစ်သွားမယ်ချိန်လိုက်တဲ့ passport ကမှန်မမှန်ကိုနောက်တစ်ခေါက်ပြန်ထည့်ကြည့်အောင်ဆက်သွားမယ် sorry line ကြာနေတာတော်ရီ VPN မချိတ်တာလို့ပါ
Okay ဒါဆို VPN ချိတ်ပြီးသွားပြီဒီကျွန်တော် Facebook ထဲဝင်မယ်โอเคအဲ့ဒါဆိုကျွန်တော်ဒီဘက်ကသွားမယ်ပြီးရင်ကျွန်တော် log out ထွက်မယ်log ထွက်ပြီးသွားရင်ပြန်ပြီးတော့ဒီမှာ password တောင်းတယ်ကျွန်တော်တို့ရိုက်ထားတယ် HYK 3ညနှစ်နော် HYK 3ညနှစ်ကိုရိုက်ပြီးတော့ login ဝင်ကြည့်မယ် Okay ဒါဆိုရင်ကျွန်တော်တို့ password အသစ်ရတော့ပါပြီအားလုံးပဲအဆင်ပြေကြပါစေလို့